ငချစ်တယောက်ရောက်လာတဲ့အခါမှာတော့အင်းရှိခုပြစ်ပေါ်မှာမိစုနဲ့အတူထိုင်နေတဲ့ဒဇိမ်းယောက်ျားလေးတယောက်ကိုတွေ့မြင်လိုက်ရပါတယ်။ဒီကောင်ကဘာတူလဲ။ဘာလို့မိစုအိမ်မှာရောက်နေရတာလဲ။အော်ဒါကြောင့်မင်းညကတွေ့တော့မိစုကငါ့ကိုအိမ်လည်းမလာသေးချင်တာကိုငချစ်ဟာမိစုရဲ့လက်မှာဝတ်ထားတဲ့ရွှေလက်ကောက်ကြီးကိုမြင်တဲ့အခါမှာတော့ပိုပြီးရှင်းတာခဲ့ရတာပါ။မိမတွေကတယောက်မှယုံလို့မရအောင်နောက်ဆုံးတော့ကိုတက်တက်တာနေရဖို့အတွက်ချမ်းသာတဲ့လူနောက်ကိုပဲလိုက်ချင်ကြတာပဲ။ငချစ်ဟာမျက်ရည်တွေဝဲလာပြီးလက်သီးကိုတင်းတင်းကြပ်ကြပ်အဆုပ်ထားလိုက်ပါတော့တယ်။ငချစ်ရဲ့လက်သီးကျင်းများကြောင့်ဒဇိမ်းဟာကိုယ့်ပြစ်ပေါ်ကနေလဲကျသွားခဲ့ပါတော့တယ်။ငချစ်ကိုမျိုးကိုဘာလို့ထိုးရတာလဲ။သူနင့်ကိုဘာလို့လို့လဲ။နင်သူ့ကိုလက်တော်ကာကွယ်ပေးချင်နေတာလား။ငချစ်တယောက်ထပ်မံကန်ကြဖို့အတွက်မိစုကိုတွန်းထုတ်လိုက်ရမှာအားပါသွားခဲ့တာကြောင့်မိစုဟာကိုယ့်ပြစ်ဆောင်နဲ့ရိုက်မိသွားခဲ့ပါတယ်။ငချစ်ကမိစုကိုတွားထုတ်ဖို့လုပ်ခဲ့ပေမဲ့ကိုမျိုးကအရင်ဦးအောင်ထိုးပေးလိုက်ခဲ့တာပါ။ဟေ့ရမင်းမိစုကိုလွတ်စမ်းမလွတ်မျိုးငါတတ်မှာနော်အခုချက်ချင်းတော်လုံးငါချက်ဒါငါအင်းကွာမင်းတခုခုလုံးမယ်ဆိုရင်ငါ့ကိုအားနာအောင်ကွာမင်းကဘယ်တော့မှလူမိုက်ကိုလုံနေတော့ရက်မှာတယ်မိစုကိုမေးပိုင်တာလည်းမဟုတ်ဘူးငါကလည်းငါသမီးကိုမင်းကိုပေးသားမယ်လို့မပြောရသေးဘူးအခုချက်ချင်းပြန်တော့ကွာငါမင်းကြောင့်စိတ်မလို့ချင်းတော့ဦးလေးဖိုးထောင်ရဲ့စကားကြောင့်ငါချက်ဟာရင်ထဲမှာဆွတ်တက်သွားခဲ့ပါတယ်သူကကိုမျိုးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ထို့နောက်မိစုကိုလှည့်ကြည့်လိုက်ပါတယ်ဘယ်သူကိုရွေးမလဲဆိုတာတေချာကြည့်ပြီးရွေးပေါ့ကွာနေဝင်နေမှာငချစ်ဟာစိတ်တူတူနဲ့အိမ်ပြန်လာခဲ့ပါတယ်။လာတဲ့ချောက်ကတစ်ပိတ်မျက်ပြင်းတွေကိုကန်ကြောက်ပြီးစိတ်ဖြီလာခဲ့တာပါ။ဟဲ့အောင်ငချစ်မင်းဘာဖြစ်လာတာ။မျက်နှာကလည်းကွာဝက်ဖင်ပိတ်တယ်လို့ပဲ။လာအရက်လေးပါတောင်းကွာ။ငချစ်တယောက်ဝင်ရောက်ထိုင်လိုက်ပြီးဖြစ်သမျှအကြောင်းစုံကိုတငယ်ချင်းဖြစ်သူကပြောပြနေခဲ့တာပါ။အော်အဲ့ဒီရိုးရိုးနဲ့ကောင်ပြောတာလား။မနေ့ကငါဦးလေးဖိုးတော်ကြီးပိုက်ကွန်သွားပြင်ခိုင်းတော့တွေ့တယ်ကွာ။ဦးလေးကပြောပြတယ်မိစုကသူ့ကိုအိမ်နောက်မှငါပြောတော့တယ်မှာတတိလစ်နေလို့တွေ့လို့တွဲပြီးကူလာတာတဲ့သူတတိရလာတော့ပြောပြတာကသူနဲ့သူ့ကိုကကျွဲကုန်နဲ့နွားကုန်တယ်လို့ပြောတယ်ကွာပြန်လည်းမှတမ တိုက်ခင်ရပြီးသူ့ကိုအသက်ခံလိုက်ရတယ်သူကတော့အသက်လူပြီးဒီကိုတီးလာတယ်လို့ပြောတာပဲအေးမင်းပြောတာမှန်တယ်ဆိုရင်တော့ငါသူ့ကိုထိုးလိုက်ပြီးဟဲ့အောင်ငါမျက်စိထဲမှာတော့သူ့ကိုကြည့်ရတာတောင်းမကြိုးကိုမျိုးဆိုတဲ့ကောင်ကလည်းကနာဖို့ကောင်းပါလေကွာရိုင်းနဲ့ခံထားလို့မျက်နှာတွေကဖူးရောက်နေတာတော့မပြောက်သေးဘူးဒါကိုမင်းကသွားတော့ထိုးလိုက်သေးတယ်မင်းသူ့လက်တစ်ဖက်ကိုမင်းမြင်လားဘာဖြစ်လို့လဲသူ့လက်ကသူ့လက်လေးယောက်လုံးကအရိုက်ခံရတဲ့လိုမျိုးလက်သေးချီတဲ့လေးကမဲပုံနေတာကွာမင်းတော်တော်နာနေမှာပဲအဲကောင်ကျွန်းမင်းကငါတငယ်ချင်းလားသူ့ကိုတနာနေရအောင်သူ့ကိုဘာဖြစ်ဖြစ်ပေါ့ကွာအေးပါစိတ်မပူပေါ်တဲ့တငယ်ချင်းဟာတခါတလေဘာမှမဟုတ်တာလည်းဖြစ်နိုင်ပါမိစုကိုမင်းယုံနေစမ်းပါကွာငချစ်ဟာမိစုကိုတော့ယုံပေမဲ့ပိုက်ဆံမဲ့တဲ့ဦးလေးဖိုးတော်ကိုပဲစိုးရိမ်နေခဲ့တာပါအေးမင်းရောက်လာတယ်ငါပြောအောင်မေမနေ့ကတောထဲမှာငါဟင်းရဲ့တွက်ရှာတော့တူးစင်းတဲ့ဖိုးကြီးတယောက်ငါတွေ့ခဲ့တယ်ကွာသူ့ပုံနဲ့တမျိုးပဲကွာမင်းတရှိကြီးလွယ်ထားပြီးတောထဲမှာတခုကိုလိုက်ရှာနေတယ်လို့ပဲအဲ့ဒါဘာဆန်းလို့လဲကျွန်းရတောလိုက်ထွက်လာတဲ့အနီးနားရောကလူပဲဖြစ်မှာပေါ့ဟေးစန်းနေကွာဘသူကတောထဲမှာဟင်းရရှာကိုတရှိကြီးကိုလွယ်လာပါတယ်နောက်ပြီးတော့မင်းကလည်းပြည်တိထက်ကိုတောင်းတော့မပေါ့မင်းစိတ်ထင်လို့ဖြစ်မှာပါကွာဟုတ်ဘူးကွာငါတကယ်မြင်တာကွာလိန်ပြောနေတာမဟုတ်မင်းငါမူးလည်းမမူးငချစ်ရေအောင်အမှုကြီးလို့ဖြစ်ပြီကွာငါနဲ့မြင်လိုက်ခဲ့ဘာဖြစ်လို့လဲကွာအဖိုးကြီးဥချက်သေးပြီကွာဘာကောင်ဆွဲသားမှလည်းမသိဘူးတောစမှာတွေ့တယ်လို့ပြောတာပဲငချစ်တယောက်ထိတ်လန့်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့မနေ့ကပင်အဖိုးဥချက်နဲ့သူစကားပြောခဲ့သေးတာပါသူတို့တောစကိုရောက်တဲ့အခါမှာတော့ရွာလေးကြီးဥဖေနဲ့ရွာသားတွေကအလောင်းကိုဝိုင်းကြည့်နေကြတာပါအလောင်းကကြည့်မကောင်းရှုမကောင်းဖြစ်နေပြီးအဖိုးကြီးဟာအလွန်အမင်းထိတ်လန့်စွာနဲ့ပြေးဆုံးသွားခဲ့ရတာပါရွာလူကြီးကျန်းကတော့လူစားနေပြီဗျဒီတိုင်းဆိုရင်နောက်ထပ်အလောင်းတွေရှိလာအောင်ပါပဲအေးငါလည်းဒီလိုပဲတွေးနေတာကွာဒါပေမဲ့ထူးဆန်းနေတယ်ကွာငါတို့ရွာမှာကြောင်းမပေါ်တာကနှစ်ပေါင်းရောက်ကြာပြီလေဒါမှမဟုတ်ဒါကကြာဆုံးများဖြစ်မလားထိုကောင်မတော့ကျွန်းကသူတွေးခဲ့တဲ့ဓားလွယ်ထားတဲ့အဖိုးကြီးတယောက်အကြောင်းကိုပြောပြမယ်လေဘယ်သူမှတော့အရသမားစကားကိုမယုံခဲ့ကြပါဘူးအေးကြားစစ်ပဲဖြစ်ဖြစ်ကြားဆုံးပဲဖြစ်ဖြစ်ဒီညတော့ငါတို့ကင်းဆောင်အောင်ပါပဲဘယ်သူလိုက်ခဲ့ကြမလဲကျွန်တော်လိုက်ခဲ့မယ်ဒါပေမဲ့ကျွန်တော်ကိုကူဖို့နောက်တစ်ယောက်တော့လိုလိမ့်မယ်ရွာလူကြီးကနောက်တစ်ယောက်ကိုခေါ်ပြီးမဲ့ဘယ်သူမှတော့ရှေ့ထွက်မလာခဲ့ကြပါဘူးငချစ်တယောက်လိုက်ခင်ခဲ့ပြီးမဲ့လည်းမုံစိုးတွေ့ကြုံသိမရှိသေးတာကြောင့်တွတ်ဆုံနေခဲ့မိပါတယ်တို့ချင်းမှာပဲကိုမျိုးကလက်ထောင်ပြနေပါတယ်ကျွန်တော်လည်းမယ်ရွာလူကြီးစသချင်းမှာရွာလူကြီးကမယုံခဲ့ပြီးမဲ့ဦးလေးဖိုးတော်ကကိုမျိုးရဲ့အကြောင်းကိုရှင်းပြလိုက်တာကြောင့် tribute ပေးလိုက်ပါတယ်ညနေ၄နာရီမှာမုံစိုးမြတ်ချိုင်နဲ့ကိုမျိုးတို့ဟာတနက်တီကိုဒီနဲ့တောထဲကိုထွက်ခါလာခဲ့ကြပါတယ်ငချစ်ဟာကိုမျိုးကိုမယုံသင်္ကာဖြစ်နေတော့မှပဲသူတတိထားမိတာကကိုမျိုးရဲ့လက်ချောင်းလေးချောင်းလုံးမင်းနေတာမဟုတ်ပဲသုံးချောင်းပဲမင်းနေခဲ့တာပါထိုညတကောင်ရဲမှာတော့တနက်တန်တစ်ချက်ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်
။ရွာသားတွေကတော့တရင်ကောင်းကိုစောင့်နေကြပြီးမြဲမနဲ့မိုးလင်းတော့ကိုမျိုးတယောက်ထဲသာပြန်ရောက်လာခဲ့တာပါ။ဟေးကိုမျိုးမိုးဆိုးမြတ်ကြိုင်ကောဘာလို့လူပြန်မလာတာ။မိုးဆိုးကြီးကိုကြားစားသွားပြီဗျ။ကျွန်တော်ခဏလေးအိပ်ပျော်သွားတော့သူကညမ်းမောင်ကနေဆင်းသွားတယ်။ကျွန်တော်ဘလောက်ခေါ်ကသူမလဲမကြည့်။မြေပြင်ရောက်တဲ့ကြားကသူ့ကိုဘယ်ကမှမသိထွက်လာပြီးသူ့လေပင်ကိုကိုက်ပြီးတောထဲကိုဆွဲသွားတာပဲ။ကျွန်တော်နှစ်ချက်ပြစ်လိုက်သေးတယ်ဗျ။ဒါပေမဲ့ထိမထိတော့မသိဘူး။ရွာသားတွေအလောင်းသွားချတဲ့အခါမှာတော့မိုးဆိုးမြတ်ရဲ့အလောင်းဟာတဝက်လောက်အစားခံလာရတာကိုတွေ့မြင်လိုက်ရပါတယ်။အခုနှလုံးရှိသွားပြီ။ငါတို့အားလုံးစူပေါင်းပြီးဒီချောင်းကိုတတ်မှရတော့မယ်။ဒီညငါကိုယ်တိုင်ဥဆောင်မယ်။ဘသူလက်ခဲ့မလဲ။ဒီကမှာတော့ငချစ်ပါဝင်ရာသားများပြရှေ့ထွက်လာခဲ့ကြပါတယ်။သူတို့တွေဖွဲ့တွေခွဲပြီးလိုက်ရှာခဲ့ပြီးမဲ့ငချစ်နဲ့ချွန်ကတော့တောဆက်မှာဒူးဆက်နဲ့စီကရက်တို့နှစ်လိပ်ကိုတွေ့မြင်လိုက်ရပါတယ်။ဒီစီကရက်တွေဟာရွာထဲမှာဘယ်သူမှမတောက်တဲ့အမျိုးအစားလေးဖြစ်နေတာကြောင့်ပါ။ညနေပိုင်းမှာအားလုံးရွာလူကြီးအိမ်မှာပြန်ဆောင်ကြခဲ့ပါတယ်။မိစုကငချစ်ကိုရောကိုမျိုးကိုရောဘေးကင်းမှုဆူတောင်းပေးနေခဲ့တာပါ။ငချစ်ဟာကိုမျိုးကိုကြည့်ပြီးဒီခုပုံစံကအေးအေးဆေးဆေးနဲ့ရင်ကြီးသလိုရှိပြီးမဲ့သူ့မျက်လုံးတွေမှာရက်စက်မှုတွေအပြည့်ပဲကွာ။မင်းရဲ့မျက်နှာကိုငါခွာပြမယ်။ရွာသားချောင်းဆန်းတဲ့ညံကြီးပေါ်မှာရွာလူကြီးငချစ်ချွန်နဲ့ကိုမျိုးတို့အပြင်တခြားသူတွေပါခင်းဆောင်နေခဲ့ကြတာပါ။ဟေးကိုမျိုးမင်းကြောင်ကိုဘယ်တော့ပြန်มาလဲကွာ။နောက်2ရက်လောက်နေပြန်มาကိုကျွန်တော်အိမ်ကနေပြန်ပြေးအောင်စောင့်အောင်မယ်လေ။ငချစ်ဟာကိုမျိုးရဲ့လက်ချောင်းလေးကိုတတိထားကြည့်နေခဲ့မိတာပါ။အခုဆိုရင်လက်ပြားလေးတွေပဲမဲနေတော့တာကိုသူတွေ့နေခဲ့ရပါပြီ။ဒီကောင်ဘာဆွေးတွေတုံးတော့မြင်ပြောင်းနေတာလေ။ဘုံမကျုံငယ်ရလူကြီးကဆရာတော်တစ်ပါးစီကရထားတဲ့အဆောင်လက်ဖွဲ့ကြီးတန်းတွေကိုအားလုံးကိုဝင်ငါပေးလိုက်ပါတယ်။ညမောင်တဲ့ခါမှာတော့ဒေါကပိုးပြီးချောက်ချဖို့ကောင်းလာခဲ့ပါပြီ။အဖိုးဦးချမ်းနဲ့မိုးဆိုးမြတ်ရန်တို့ရဲ့အလောင်းတွေကထွက်တဲ့ပုတ်စော်နှင်းကလေထဲမှာပြန်ဝဲနေခဲ့ပါတယ်။ဒီချိန်မှာပဲနီနာကနေဂါရာမန်နဲ့မှုတ်တလို့အတန်လေးကိုကြားနေခဲ့ရတာပါ။ဟေးမီးထိုးတဲ့မီးလျော်အောင်မှမြင်နေရတာကတေးဆုံးသွားတဲ့မိုးဆိုးမြတ်ရဲ့အလောင်းကရိထိုးပြီးထလာခဲ့တာပါ။ဒုက္ခပဲငါကြိုင်တော့ဖုတ်ဝင်နေထင်နေပြကြကိုမျိုးကအရင်ဆုံးပြစ်လိုက်တယ်လို့တခြားသူတွေကလည်းဝိုင်းပစ်ခဲ့တာကြောင့်မိုးဆိုးမြတ်ရဲ့အလောင်းလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ရာလူကြီးကစိတ်တူသွားပြီးဘာလို့စောစောစီးပြစ်လိုက်ကြတာလဲကြီးတန်းနေကုန်ပြီးကြားဆုံးတကယ်ပေါ်လာမင်းတို့ဘယ်လိုလုပ်ကြအခုမှတော့ကြည်တန်းကရာလူကြီးနဲ့ငချစ်စင်မှာပဲရှိတော့တာပါ။တိတ်မကြခင်မှာပဲအဖိုးဦးချမ်းရဲ့အလောင်းကလည်းဖို့အဖြစ်ထားလာပြီးရာလူကြီးကိုအယိုးနဲ့ပြစ်ပေါက်လိုက်တာကြောင့်ရာလူကြီးခေါင်းကွဲသွားခဲ့ပါတယ်။ရာလူကြီးနဲ့ကိုမျိုးတို့ပြစ်လိုက်လို့အဖိုးဦးချမ်းအလောင်းလည်းလဲကျသွားခဲ့ပါတယ်။ကိုငချစ်ကျွန်တော်မှကြည်တန်းမရှိတော့လို့တထောင်တော့ခွဲပေးပါလား။ငချစ်ကမပေးခြင်းခဲ့ပေမဲ့လည်းရွာလူကြီးကတောင်းဆိုတာကြောင့်ပေးလိုက်ရပါတယ်။အခုဆိုရင်အားလုံးမှာကြည်တန်းတထောင်စီပဲကျန်ပါတော့တယ်။ညနေပိုင်းမှာတော့တောထဲကနေအဖိုးကြီးတယောက်စီးကရက်တောက်ပြီးလမ်းလျှောက်လာတာကိုသူတို့တင်မြင်လိုက်ရပါတယ်။ထိုအဖိုးကြီးကတော့ခြုံတွေးခဲ့တဲ့အဖိုးကြီးပါပဲ။မင်းကဘာတူလဲ။ငါနာမည်ပါကြီးဓမြတိုက်ခင်ရတဲ့ကျွဲကုန်တဲ့တုတရဲ့အကိုပဲ။ငါအောင်ကြီးဆိုတဲ့ဓမြကိုလိုက်ရှာတယ်။မင်းတို့အဲ့နာမည်ကြားဘူးလား။ဒါငါတို့ကိုတက်ခဲ့တဲ့ဓမြပဲဟိုကကြည်တန်းသူ့ကအမိရှိတယ်။ကိုမျိုးကတနက်နဲ့ပြစ်လိုက်ရအဖိုးကြီးဟာအောက်ကူလဲကျသွားပြီးခြုံထဲသို့ပျောက်ကွယ်သွားခဲ့ပါတယ်။သူ့ကိုကြည်တန်းထိကားပြီးမလွတ်နိုင်တော့ဘူးငါတို့ဆင်းကြည့်အောင်။ညမောင်ကနေဆင်းပြီးအဖိုးကြီးရှိရာကိုသွားတဲ့အခါမှာတော့ကိုမျိုးကရှေ့ဆုံးကဥဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်အဖိုးကြီးကခြုံထဲကနေဓာတ်နဲ့ပြန်ထိုးလိုက်ရမှာတော့ကိုမျိုးရဲ့လက်မောင်းကိုထိမှန်သွားခဲ့တာပါ။အေးအောင်ကိုမျိုးမင်းရဲ့လက်မောင်းမှာဘာလို့အမွှေးတွေပေါက်နေရတာလဲ။ဟာကိုမျိုးကကြားဆုံးပဲပြေးကြဟိအမေရိကပေါ်သွားပြီဆိုတော့ငါလည်းဖုံးကွယ်နေစမ်းမလို့တော့ဘူးငါကကြားဆုံးမယ်ကွာမင်းတို့အားလုံးငါစားပြစ်မယ်ကိုမျိုးဟာကြားပြစ်ပြောင်းလဲပြီးငချစ်ကိုအရင်ခုံအုပ်လိုက်ပါတယ်ငချစ်ကရှောင်းနေခဲ့တာကြောင့်ကြားဆုံးကရွာလူကြီးကိုတိုက်ခိုက်နေခဲ့ပါတော့တယ်ဟေ့အောင်တခြားသူတွေကိုလွတ်လိုက်ပါမင်းကယောက်ျားဆိုရင်ငါနဲ့ပဲရှင်သမ်းပါကြားဆုံးကငချစ်စီကိုပြန်လဲခုံအုပ်ဖို့လာတဲ့ချိန်မှာတော့ငချစ်ကတနက်နဲ့ပြချလိုက်ပါတော့တယ်ဒီချက်မှာတော့ကြားဆုံးရဲ့ခြင်းဘက်ကိုတဲတဲ့ထိမှန်သွားပြီးကြားဆုံးဟာလူဖြစ်ပြန်ပြောင်းလဲသွားပြီးလဲချသွားခဲ့ပါတယ်။တာမန်ကြည်တန်ကငါ့ကိုဘာလို့ဒီလောက်တိကျက်စေတာလဲ။ဘယ်သူကဒါကိုတာမန်ကြည်တန်လို့ပြောလို့လဲ။ငါအစားတဲကမင်းကိုမကြုံလို့အဆောင်ကြည်တန်တောက်ကိုငါတိမ့်ထားခဲ့တာကွာ။ဘယ်လိုကြီးနဲ့ကျွန်တော်ကဘိုးကြီးဥပါကြီးကိုတွားထူပေးလိုက်ပါတယ်။ဘိုးကြီးကတန်ရာရထားပြီးမဲ့အသက်ကတော့မသေးသေးပါဘူး။မင်းတို့တော်တော်နားယောင်လဲတာပဲငါသေးတော့မလို့ကွာ။ဒုက္ခမှာတော့အဖိုးကြီးကအရှင်းပြခဲ့ပါတယ်။သူကဒီကြားဆုံးကိုလိုက်ရှာနေတာရပ်ပေါင်းများစွာကြာနေပါပြီ။သူကကြားဆုံးရဲ့လက်သေးလေးချောင်းကိုဓာတ်နဲ့ခုတ်ခဲ့လို့ကြားဆုံးရဲ့မော်ဆန်းတွေဟာအားနေနေပြီးအပြည့်အဝပြန်ရဖို့အတွက်လူတွေကိုလိုက်လံစားတောင်းနေတဲ့အကြောင်းကိုသူပြောပြခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မိစုကငချစ်စီကိုလာတွေ့ခဲ့ပါတယ်။သူမလက်ကောက်ပေါ်မှာရွှေလက်ကောက်ကတော့မရှိတော့ပါဘူး။
အဲဒီလက်ကောက်ကအဖိုးကြီးဥပါကြီးစီကခိုးလာတဲ့ပစ္စည်းမို့လို့ပြန်ပေးလိုက်ပါပြီကျမနဲ့အဖေကဒူမာပြီးယုံခဲ့မိလို့ဂျာသားတွေဒုက္ခရောက်ကုန်လားတောင်းမှမှာပဲဖြစ်ပြီးတိုင်းထားလိုက်ပါတော့နောက်ဆိုရင်တယောက်ယောက်ကိုယုံမယ်ဆိုရင်တော့သေချာကြည့်ပြီးမှယုံပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ် Subscribe လုပ်ပါသေးတယ်လှုပ်ထားပေးခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြရအောင်ပါ